မြောက်တကူမြို့နယ်တွေကလုံးချင်းနှစ်ထပ်တိုက်တစ်လေးတစ်လုံးရောင်းမှုရှိတာလေးကိုကျွန်တော်ပြပေးချင်ပါတယ်ဒီအိမ်လေးကမြောက်တကူမြို့နယ်ပြည်တော်စုလမ်းမကြီးနဲ့အနီးနားလေးမှာရှိတဲ့အိမ်လေးပါမြေကျယ်က23ပေပြီး60ရှိတယ်အိမ်ကတော့နှစ်ထပ်အာစီတိုက်တစ်ပါသူအပေါ်သုံးကကျတော့ဆက်လက်မိုးပါအိမ်ခန်းကမာစတာဘက်ရွန်းတစ်ခန်းစင်ငယ်ကနှစ်ခန်းပါတယ်အိမ်ကန်းဖျားကန်တက်စီပါမယ် kitchen တော်တော်လေးကျယ်ဒီအိမ်ကတအိမ်လုံးကိုလည်း decoration တွေအကုန်လုပ်ပြီးသားမျက်နှာချက်တွေလည်းအလှဆင်ပြီးသားကိုရီးယားပတ်ကီလည်းခင်းထားတယ်အိမ်ကတော့အစနစ်တက်နေရုံပဲတိုက်ကလည်းအစ်စ်ပါခြံထဲမှာကားကတော့တစ်စီးကောင်းကောင်းရက်လို့ရတယ်23ပေပြီး60ဆိုတော့အိမ်စောက်တဲ့နေရာဖယ်ပြီးတော့ကားတစ်စီးလောက်ပဲကောင်းကောင်းရက်လို့ရတော့မယ်ခြံရှိမှာတော့ကားကတော့တော်တော်များရက်လို့ရပါတယ်သူကလုံညင်းနေပြီပဲဆိုတော့ကားပတ်ကင်ကတော့မခတ်ဘူးဒီအိမ်လေးကမြေပိုင်ဆိုင်မှုကပါမစ်ကိုမှသူကမူရင်းချမ်းပဲဖြစ်ပါတယ်ဒီအိမ်ရဲ့အလှည့်ကအရက်မျက်နှာနဲ့ဆိုရင်တော့အရှိတောင်ဘက်ကိုလှည့်တယ်အိမ်လေးတော်တော်လေးကို modern ဆန်လေးနဲ့ကောင်းကောင်းလေးစောက်ထားတာကအိမ်လေးက23ပေပြီး60ပုံမှာအိမ်ကိုကြစ်လစ်ကလေးနဲ့လှပပလေးစောက်ထားတာပါအခုကျွန်တော်ဒီ photo video ထဲမှာပြထားတဲ့အတိုင်းပဲအိမ်ကတော့တအိမ်လုံးလက်တင်နေဦးမှာပဲအကုန်လုံးကလည်းအစ်စ်ပါဒီအိမ်လေးရောင်းမဲ့ဈေးက38,800ခေါ်ထားပါတယ်ဈေးနှုန်းကပိုင်ရှင်နဲ့တိတိဆိုင်ဆိုင်ညှိနှိုင်းလို့ရပါတယ်မြောက်တကူမြို့နယ်ပြည်တော်စုလမ်းမရဲ့နီးနားလေးမှာရှိတဲ့23ပေပြီး60မြေကျယ်ပုံမှာစောက်ထားတဲ့နှစ်ထပ်အာစီတိုက်တစ်ဆက်လက်မိုးလေးနဲ့ပါစိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လိုက်ကြည့်လို့ရပါတယ်အိမ်ချမ်းမြေတွေရောက်မှုငှားဖို့ရှိတယ်ဆိုရင်လည်းကျွန်တော်ဆက်သွယ်လို့ရပါတယ်တခြားမြို့နယ်ရဲ့အိမ်ချမ်းမြေတွေကိုလည်းစုံစမ်းနေတယ်ဆိုရင်တော့ဖုန်းဆက်ပြီးစုံစမ်းလို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ